မှာဒီနေ့ကောက်ထားတာကတော့ဒီမှာပါနော်ကဲဘယ်နဲ့ထုတ်လဲပတ်စံတော့ထုတ်လိုက်အောင်နော်ဒေါ်လာဟယ်လိုမင်္ဂလာပါအခုကျွန်တော်တို့တားဖတ်နေရပလုံကောက်နေကြတာဖြစ်တယ်နော်ဒီမှာကြည့်နော်လိုက်ကောက်ပြီးတော့လဲလိုက်ရောင်းပြမယ်ကျွန်တော်တို့ဘယ်လောက်ရတယ်လဲဆိုတာပေါ့နော်ဒီနေ့ကျွန်တော်တို့လိုက်ပြမှာဖြစ်တယ်ဒီနိုင်ငံမှာပလုံကိုဘယ်လိုရောင်းတယ်လဲဘယ်လောက်ပတ်စံရတယ်လဲစသည်ဖြစ်ပေါ့နော်ကျွန်တော်ဒီနေ့ပြသွားချင်တော့ပါခင်ဗျလာသွားမလားကဲဟုတ်ပြီတွေ့ထက်โอเคဟိုမှာလေးရှိသေးတယ်โอเคHello. Okay. Pari male. Ya. Okay. Okay, bena thau la. The thau, na thau. Tong thau bo no. Di kaw ro ma pi ro bo. Okay. Di ni lai poh ma ro a phe lai poh ma ကျွန်တော်လည်းဘယ်နေရာမှာသွားရောင်းရလဲဆိုတော့ကျွန်တော်လည်းမသိဘူးအဲ့တော့သူပဲခေါ်သွားမှာပေါ့နော်ကဲခေါ်သွားပြီမယ်ကျွန်တော်တို့ဘယ်နေရာမှာဘယ်လိုရောင်းမလဲတပိတ်တာဘယ်လောက်ရမလဲဆိုတော့โอเคတာဖာနေရောက်သွားပါပြီသွားရောင်းမှာပေါ့နော်ပိတ်တာဘယ်လောက်ရှိမလဲပိတ်သားနဲ့မရောဘူးဟာတဘူကိုစေပြတဘူကိုဆယ်ပြတယ်โอเคဟိုင်ပလုံတွေဝယ်တဲ့နေရာရောက်မှာပဲပြန်တွေ့ကြရအောင်โอเคရောက်ပါပြီဒီမှာပလုံရောင်းတဲ့ဒီဟာလေးပေါ့နော်โอเคဒီမှာပါအော်မရောင်းနေလို့ရှိနေပြီโอเคကဲကိုရီလက္ခဏာဆင်းလာအောင်နော်ကဲကျွန်တော်တို့အမိုက်ပုံရှင်းညာရောက်သွားပြီဆိုတော့ကျွန်တော်တို့ဒီအပေါက်မှာရှိတဲ့အချိန်မှာထည့်ရတာအဲ့လိုထည့်ရတာပေါ့နော်ချိုးရတော့ပြန်ထွက်လာအဲ့ဒါချိုးဒီလိုမျိုးသိပြီးတော့လည်းမခံပြန်ထွက်လာဟာချိုးတော့ရတယ်ချိုးတော့မရဘူးခုနကကျွန်တော်တို့ဒီထက်ပစ္စည်းတွေထည့်ပြီးသွားရဆိုရင်ကျွန်တော်ဒီနားလေးကိုနှိပ်မယ်နှိပ်လို့ရှင်သူကပတ်စံလေးထွက်လာမှာပေါ့နော်ကျွန်တော်ထည့်တဲ့လောက်ပစ္စည်းတွေဒါပေမဲ့ပစ္စည်းအကုန်လုံးတော့မဝင်ဘူးကျွန်တော်ပြမယ်ပစ္စည်းအကုန်မဝင်ဘူးအမေမဝင်လဲဆိုလို့ရှိရင်ဒီကောင်ကစကန်ဖတ်ရတာပေါ်မှာပေါ့နော်စကန်ဖတ်ဆိုတော့ကြည့်စကန်တွေပြတ်နေတယ်စကန်ပြတ်တဲ့ကြောင့်လက်မခံဘူးစကန်တွေပြတ်နေတယ်ပေါ့နော်အဲ့ဒါကြောင့်လက်မခံဘူးပေါ့ကျွန်တော်ဒါတွေကစကန်ပြတ်လို့လက်မခံတော့တဲ့ဟာတွေပေါ့နော်လက်မခံတော့တဲ့ဟာဖြစ်တဲ့โอเคအဲ့တော့အခုဒီမှာကျွန်တော်တို့ဒီ can solution ဘလောက်ဝင်လဲပြီးလို့ရှိရင်တော့ blend ဆိုဘလောက်ဝင်လဲစကူဘူးဆိုဘလောက်ဝင်ဆိုအကုန်လုံးဒီနားမှာအကုန်လုံးကိုသူကပတ်တန်းတင်ပေးထားတယ်ပေါ့နော်အယူတွက်တွေပြတယ်ပြီးလို့ရှိရင်တော့ခုနထွက်တယ်လို့ပတ်စံတွေထွက်တယ်ထွက်ပြီးဒီကပတ်စံထွက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့အထဲကိုဝင်ပြီးတော့ပတ်စံသွားထုတ်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အထဲမှာစုပေါင်းပတ်စံဘယ်လောက်ရလဲဆိုတော့ကျွန်တော်သွားထုတ်ရအောင်အထဲမှာပတ်စံသွားထုတ်လိုက်အောင်နော်ဒေါ်လာတွေသွားထုတ်လိုက်အောင်ဒေါ်လာထုတ်မှာနော်ဒေါ်လာအခုဘောနော်ဟိုငွေသွားလဲမှာပါကဲဒီမှာပါဒါတွေသွားလဲမှာပါဟိုမှာကောင်တာမှာပါနော်ကောင်တာမှာသွားလဲမှာပါရောက်ကောင်တာမှာသွားလဲတာပါနော်ဘယ်လောက်ရမလဲဆိုကြည့်အောင်ကဲအခုနကျွန်တော်တို့ရောင်းတာဘယ်လောက်ရလဲဆိုလို့ရှိရင်တော့ဒေါ်လာ50ရတယ်ဒေါ်လာ50နဲ့ဘယ်လောက်လဲပြားဘယ်လောက်လဲပြီးတော့ရတာပေါ့ဘတ်ငွေနဲ့ဆိုလို့ရှိရင်တော့ဘတ်ငွေ1200လောက်ရှိမယ်ဘတ်ငွေ1200ဝန်းကျင်လောက်ရှိမယ်မြန်မာငွေနဲ့ဆိုတော့ခုလက်ရှိပေါက်စီဆိုလို့ရှိရင်တော့300ရမယ်ဒါဆိုလို့ရှိရင်တော့ Australia မှာမိုက်ကောက်ပြီးတော့လည်းနေလို့ရမယ်လို့ထင်တာပဲเนาะကဲဒီဟာကတော့ကျွန်တော်တို့
ဘလုံးကောက်လို့ချင်းဘယ်လောက်ရတယ်လဲဆိုတာလေးကိုကျွန်တော်ဘူးတူတာအနေနဲ့ရိုက်ကူပေးရချင်းဖြစ်ပါတယ်ကဲဒီနေ့တော့90ရသွားပါပြီခင်ဗျာ bye ကဲကျွန်တော်တို့လဲဒေါ်လာ90ကျော်ရပြီဆိုတော့ထားခဲ့လိုက်ပြီဒီမှာပြေသွားလို့ကားကြီးချင်းနဲ့လာပြီးတော့လာတိန်းသွားပြီဒီမှာကားကြီးချင်းနဲ့ကဲကျွန်တော်ကိုလိုက်ပို့ပေးတဲ့ကျွန်တော် driver ဦးတီကျုံဖြစ်ပါတယ်ခင်ဗျာ